ဘယ်လုပ်ငန်းမှာမဆိုကိုယ်နဲ့အမျိုးအစားတူ product တွေ service တွေကိုရောင်းချနေတဲ့ကြိုင်ဘက်လုပ်ငန်း community တိုင်းဆိုတာရှိကြပါတယ်စဉ်းစားကြည့်လိုက်ပြန်ဆိုလို့ရှိရင် community တွေကကိုရောင်းချတဲ့ product တွေ service တွေနဲ့အမျိုးအစားတူဖြစ်နေတာကြောင့်မလို့မိတ်ဆွေတို့ရွေးတဲ့ target audience တွေကိုလည်းသူတို့လည်းရွေးပြီးတော့ကြော်ညာမှာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးကိုလုပ်ငန်းတိုင်းကြုံရမှာဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့အနေနဲ့ဒီ target audience တွေကိုတော့သူ့ကိုတော့မရွေးပါနဲ့သူ့ကိုတော့ရွေးပါဆိုပြီးတော့ပြောပိုင်မှုမရှိပါဘူးကျွန်တော်တို့မှာလုံးနိုင်တာတစ်ချက်ပဲရှိပါတယ်အဲ့ဒီအကြောင်းလေးကိုဒီ video မှာပြောပြသွားပါမယ်ကိုယ့်ရဲ့ computer တွေကဘယ်လို target audience တွေကိုပဲရွေးသူတို့ဘယ်လို video တွေကိုလုပ်ပြီးတော့ post တွေပဲတင်နေ video တွေပဲတင်နေကျွန်တော်တို့တွေအနေနဲ့သူတို့ထက်ပိုကောင်းတဲ့ quality image တွေ quality content တွေ quality video တွေကိုသာကျွန်တော်တို့ကဖန်တီးပြီးတော့ target audience တူတူကိုသာရွေးပြီးတော့ကြော်ညာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းတွေပို့ပြီးတော့နှာတပြားတာစီပါပဲဖြစ်ပါတယ်ကိုယ့်ရဲ့အကြောင်းကြောင့်ညာ post တစ်ခု video တစ်ခုကိုကိုက frame တစ်ခုချပြီးပါပြီ idea တစ်ခုစဉ်းစားပြီးပါပြီဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်တို့ Facebook library တွေကိုဝင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အခုလိုမျိုး community တွေရဲ့ boost လုပ်ထားတဲ့ကြော်ညာတဲ့ video တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့အခုလိုမျိုး community တွေရဲ့ကြော်ညာတဲ့ video တွေကိုသုံးသပ်မယ်ဒေးလာမယ်သူတို့တဲ့ပိုကောင်းတဲ့ quality post တွေဖန်တီးမယ် quality video တွေကိုဖန်တီးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လုပ်ငန်းအတွက်အရင်ကိုအကျိုးရှိစေပါဒီလိုအချက်တွေကိုကိုကကြိုပြီးတော့တည်သွားပြီဆိုလို့ရှိရင်တော့ community တွေတဲ့ကိုကတာအောင်ဘယ်လိုလုပ်လဲကိုရဲ့ front work ကိုကိုကဘယ်လိုပြန်ပြီးတော့ပြင်မလဲသူတို့တဲ့တာတဲ့ USB တွေကျွန်တော်ဘယ်လိုပြန်ထည့်ဒီလို idea တွေကိုရရှိမှာဖြစ်ပါတယ်ဒီ idea တွေကိုအသုံးချပြီးတော့ကိုက post တွေတင်မယ် video တင်မယ်ဆိုလို့ရှိရင်လည်းကိုတဲ့ target audience တူတယ်ဆိုရင်တော့မှကိုရဲ့ image ကပို့ပြီးတော့မြင်တဲ့အတွက်ကြောင့်မလို့ community တွေတဲ့တာပြားတာအောင်ကြော်ညာနိုင်မှာပဲဖြစ်ပါတယ်ဒီအကြောင်းလေးကိုချက်ဝင်ကြဆိုရင်တော့ဘယ်လိုလုပ်ရမလဲဆိုတဲ့ကျွန်တော်တို့လေးကိုကြည့်ပြီးလို့ရပါတယ် community တိုင်းအကြောင်းတွေကိုသိဖို့ဆိုလို့ရှိရင်ကျွန်တော် Google ထဲကိုဝင်ပြရမှာဖြစ်ပါတယ် Google ထဲကိုကြောက်ပြီဆိုလို့ရှိရင် Facebook AD Library ဆိုပြီးရိုက်ပြရမှာဖြစ်ပါတယ်ဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာမြင်ရတဲ့ search the AD Library ကိုထပ်ပြီးတော့ဝင်ပြရမှာဖြစ်ပါတယ် Okay ဒါဆိုရင် Facebook AD Library ရဲ့ media section လေးကိုရောက်ရှိလာတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီနေရာလေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ search AD ဆိုတဲ့နေရာလေးကဒီ section လေးသုံးခုမှာလိုချင်တဲ့အရာလေးတွေကိုဖြည့်ဆွက်ပြီးတော့ computer တွေရဲ့ post တွေ video တွေကိုရှာပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပထမဆုံး location ဖြစ်တဲ့ all ဆိုတာလေးကို click တစ်ချက်နှိပ်ပြီးတော့ဝင်ပါမယ်ဒါကတော့ location ယူတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကမြန်မာဆိုတဲ့ border လေးမပေါ်ရင် search bar လေးမှာကျွန်တော်တို့ကမြန်မာဆိုပြီးတော့ရိုက်ပြီးတော့ရှာပေးရမှာဖြစ်ပါတယ်ဒါဆိုရင်မြန်မာ border လေးကိုတွေ့မြင်မှာဖြစ်ပြီးတော့ကျွန်တော် click လေးနှိပ်ပြီးတော့ရွေးလိုက်ပါမယ်ပြီး apply ကိုနှိပ်ပြရမှာဖြစ်ပါတယ်ဒါဆိုရင် location နေရာလေးမှာဘုံကဲတော့မြန်မာစာကိုရွေးရွာဖြစ်တဲ့အတွက် add category ကိုထပ်ပြီးတော့ရွေးပြရမှာဖြစ်ပါတယ်ဒီနေရာလေးမှာတော့အခုမြင်တွေ့ရတဲ့ all 80ကိုပဲရွေးပြရမှာဖြစ်ပါတယ်ဒါမှသာကျွန်တော်တို့ Facebook မှာကြော်ညာထားသမျှ post တွေအကုန်လုံးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ပြီး apply ကိုနှိပ်ပါမယ်နောက်ဆုံးအချက်ကတော့ကိုကဘယ်လုပ်ငန်းကိုလုပ်ထားလဲကိုလုပ်ငန်းနဲ့သက်ဆိုင်တဲ့ keyword ကိုရပြရမှာဖြစ်ပါတယ်ဥပမာကျွန်တော်ဆိုရင် Facebook marketing တင်တန်းရှိတယ် digital marketing တင်တန်းရှိတယ်ဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းနဲ့ပတ်သက်ပြီးရှာပြရဆိုရင် digital marketing ဆိုပြီးတော့ရှာပြရမှာဖြစ်ပါတယ်โอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာ enter လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် Facebook ကနေပြီးတော့မြန်မာနိုင်ငံမှာ digital marketing နဲ့ပတ်သက်ပြီးတော့ဘယ်လို post တွေကိုပူထိုးရလဲဆိုတာကိုသူအကုန်လုံးကိုရှာပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာ result လေးပေါ်လာပါပြီကြည့်လိုက်ပါမယ် AI မသုံးတဲ့လုပ်ငန်းတွေဆိုပြီးတော့ဒါ digital marketing နဲ့ဆက်ဆက်တဲ့ကြော်ညာတစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် beta version မြန်မာကနေပြီးတော့ဒီ sponsor နှစ်ခုကိုလိုထားတာကိုတွေ့ပြရမှာဖြစ်ပါတယ်ဒီနေ့မှလည်းဒါ digital marketing နဲ့ပတ်သက်ပြီးတော့ဒါကြော်ညာလေးတွေလုပ်ထားတာတွေ့မြင်မှာဖြစ်ပါတယ်ကျွန်တော်လည်းဒီအကြောင်းအရာလေးတွေကိုအသေးစိတ်ထပ်ပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ CADD ဆိုပြီးတော့ဒီကြော်ညာနဲ့ပတ်သက်ပြီးတော့တွေ့မြင်မှာဖြစ်ပါတယ်အသေးစိတ်ကြည့်နေဆိုရင်တော့ဒီနေရာမှာ CADD ကိုနှိပ်ပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီ page ကနေပြီးတော့ဒီကြော်ညာနဲ့ပတ်သက်ပြီးတော့သူတို့သုံးထားတဲ့အနေအထားလေးတွေတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင် library AD မှာတွေ့ရတဲ့ number ကလေးပါနောက်တစ်ခုကတော့ starting run October 2ရက်နေ့မှာသူတို့ထားတယ်total edit time ကတော့4နာရီပဲရှိသေးတယ်ဆိုပြီးတော့တွေ့ပြမှာဖြစ်ပါတယ်ဒီနေရာမှာလည်းတခြားကြည့်မယ်ဆိုရင်သူက Facebook မှာဒါကြော်ညာထားတဲ့ Instagram ကိုလည်းယူထားတယ် Messenger ကိုလည်းယူထားတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီ campaign ဒီ Messenger campaign ကိုပူးထားတယ်လို့ဒါသတ်မှတ်လို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာ message button လေးပါနေလို့ဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့သူ့ရဲ့ဘယ်နေရာတွေမှာဘယ် platform တွေကိုသူကြော်ညာလဲဆိုပြီးတော့အခုကဲသူတွေ့မြင်မှာဖြစ်ပါတယ်သူရဲ့ start time ကတော့ဒါအောက်တိုဘာ2ရက်နေ့ဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုသိပါရဆိုရင်နောက်တစ်ဆက်အနေနဲ့ကျွန်တော်တို့ကထပ်ပြီးတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒီအောက်မှာ about the advertiser ဆိုပြီးတော့တွေ့မြင်မှာဖြစ်ပါတယ်ကျွန်တော်ဒီအောက်က down arrow မြားလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာဒီ page ကအကြောင်းအရာတွေကိုကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဒီ page မှာဆိုလို့ရှိရင် follower 999ယောက်ရှိတယ် marketing agency ဆိုပြီးတော့သူ့ရဲ့ category ကိုရွေးထားတယ်ဒီမှာလည်း more info တွေဒါကြည့်လို့ရပါတယ်ပြီးလို့ရှိရင် page name တွေပါလေကျွန်တော်တို့ဖတ်လို့ရမယ်ပေါ့နော်ဒါလေးတွေကျွန်တော်ထပ်ပြီးတော့အသေးသေးထပ်ပြီးတော့သိရမှာဖြစ်ပါတယ်။ Okay ဒါတော့သူနဲ့ပတ်သက်တဲ့ detail လေးဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်ပြောချင်တာကသူတို့ရဲ့ content တွေကိုကြည့်လို့ရတယ်။သူတို့သုံးထားတဲ့ graphic တွေကိုကျွန်တော်တို့လေ့လာလို့ရမှာဖြစ်ပါတယ်။
โอเคဒါလေးကိုကြည့်ပါကျွန်တော်ပြန်ပြီးတော့ပိတ်လိုက်ပါမယ်ပိတ်ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်ဘာကြည့်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ page ကိုစိတ်ဝင်စားရဆိုရင်တို့ page ကဒီမှာ page နည်းနည်းရှိပါတယ်ဒါလေးကိုတက်ပြီးတော့နှိပ်လို့လည်းရပါသေးတယ်ဒါဆိုလို့ရှိရင်တို့ရဲ့ page ကိုကျွန်တော်ရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုအကြောင်းအရာကိုဒါသိချင်းအဖြစ်ကျွန်တော်တို့ဒီ online ပေါ်မှာကိုယ်နဲ့ဘယ်သူတွေက community တွေဖြစ်နေလဲဆိုတာကိုကျွန်တော်တို့လေ့လာလို့ရတယ်ပြီးတော့ community တွေအားနဲ့အားသာချက်တွေလေ့လာလို့ရတယ်ပြီးတော့သူတို့တုံတဲ့ graphic တွေ content တွေကိုလည်းဒါလေ့လာလို့ရတယ်သူတို့ဘယ်အရာတွေကိုတိုးပြီးတော့ပူထူလာတဲ့ဆိုတာလည်းကျွန်တော်လေ့လာလို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် digital marketing နဲ့ရှာပြတာဖြစ်ပါတယ်ဒီနေရာမှာနောက်ထပ်ထပ်ပြီးတော့ရှာပြမယ်ဆိုတော့ကျွန်တော် clothing ပေါ့နော် clothing ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ရလိုက်ပါပြီးဒီနေရာမှာ clothing ဆိုတဲ့ဘုံလေးကိုနှိပ်ပြီးတော့ရွေးမယ်ဆိုရင်လည်းရပါတယ်။ Okay ဒါဆိုလို့ရှိရင်လည်းခုနအတိုင်းပဲကျွန်တော်တို့ဒီ post နဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်ပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ဒီလိုကြည့်နေလေးကိုတော့အားလုံးသဘောပေါက်သွားမယ်လို့ယုံကြည်ပါတယ်။အရင်နဲ့လွယ်ပါတယ်နော်လေ့လာကြည့်လို့ရပါတယ်